ဒီနေ့ဒီကောင်တွေဝက်ဖော်ထားတယ်ဖခင်ဖြစ်သူရဲ့ပြောင်းလဲသွားသောဆက်ဆံမှုကြောင့်မောင်ဘိုးတွေအန်အိုးဝမ်းသာလုံး၍ဘာပြန်ပြောရမည်နည်းဟုတွေးတောနေစဉ်မှာဖိုးထွေးမှဦးကောင်းဟာစကားအစပြောလိုက်တော့တယ်ဦးလေးကျုပ်တို့ကညသာစားပြီးပြီဗျဟေးဟုတ်လားစိုးကြီးအရက်ဆိုင်ကလားမဟုတ်ဘူးဗျဘိုးတင်အပားထုတ်ပေးတဲ့အိမ်ကကျွေးလိုက်တာဟာဘိုးတင်ကအဲ့ဒီပညာတွေတတ်နေပြီလားဟုတ်တယ်ခင်ဗျအေးကောင်းတယ်ဘိုးတင်ငါမီးခွက်သွားထွန်းလိုက်အောင်မယ်ကွာဦးကောင်းကကိုပြင်းမထရန်ပြင်လိုက်စဉ်မောင်ဘိုးတင်ကရတယ်ပြီကျုပ်သွားထွန်းလိုက်မယ်မီးချင်းနဲ့မီးခွက်အရင်နေအောင်မလားအေးဟုတ်တယ်ရတယ်ကျုပ်သွားလိုက်မယ်မောင်ဘိုးတင်ကအိမ်မော်ကိုတက်သွားလိုက်လေတယ်မကြမီမောင်ဘိုးတင်ရဲ့အိမ်လေးဟာမီးရောင်လေးများထွန်းလင်းလာလေတော့တယ်အဲ့ဒီချိန်မောင်ဘိုးတင်တို့အိမ်ဝိုင်းထဲကိုလူတယောက်ဝင်လာလေတယ်ဝင်လာတာနဲ့အဲ့လူရဲ့ပါဇက်မှာလဲဘိုးတင်ဆိုတဲ့ကောင်ရွာလာတာတော့ငါ့ကိုမပြောဘူးတကယ့်ကောင်အဲ့ဒီလူမမောင်ဘိုးတင်ကိုငယ်ငယ်ကလေးကတန်ရုံးစင်ရှိနေတော့အရက်ဆိုင်ပိုင်ရှင်ကိုစိုးကြီးဖြစ်တော့တယ်ကိုစိုးကြီးကမိကွက်ထုံးပြီးတော့ပြန်ဆင်းလာတဲ့မောင်ဘိုးတင်ရဲ့ပခုံးကိုပုတ်လိုက်ပြီးမင်းဆိုတဲ့ကောင်ကွာတကယ့်ကိုနေနိုင်တာပဲရွာအောင်ရောက်ချိန်ငါစီဝင်လာပါအောင်ဟာဘယ်နှမဝင်မလို့ပဲဦးစိုးကြီးကထမင်းစားပြီလားမင်းငါ့ရင်လိုက်ခဲ့ကွာငါကြက်ကလာသားချက်ထားတယ်စားပြီဗျအဲ့ဒါဆိုလည်းငါဟင်းသေးခဲ့မယ်ကွာအဲ့လိုလေကောင်းတာပဲဗျဆိုင်းတောင်းနေစကားပြောရတာပေါ့တမင်းဧည့်သည်တွေဒါလုံးတက်လားကိုစိုးကြီးကလက်မပါဇက်ထက်မော့ပြရင်လည်းပြောလိုက်ရမလုပ်တတ်ဘူးဗျဒါပေမဲ့အဖေတို့တော့ယူပေးခဲ့ပါဦးမင်းဖေကိုလည်းတေချာကြည့်ရောစွတ်ပြီးတော့တိုက်မနေနဲ့ငါသွားယူလိုက်အောင်မအားဆိုဦးစိုးကြီးပြောမှမောင်ဘိုးတင်လာရောက်အောင်မှသူ့၏ဖေအားတေချာကြည့်လိုက်မိတော့တယ်မျက်နာအပါဝင်အသားအရည်ကဖောင်းပွားနေပြီဖြစ်လေတယ်နှစ်ရှည်လာများအရက်ကြီးတောက်နေတဲ့ဖခင်ဒီကပွာရောင်းတဲ့အသားရည်ကိုပိုင်ဆိုင်နေပြီဖြစ်တယ်မဟုတ်ပါလားဦးကောင်းဒီကဖိုးထွေးတာရတို့နဲ့ရီကာမောကစကားကောင်းနေပြီဖြစ်တော့တယ်မကြတော့ချိန်မှာကိုစိုးကြီးရောက်လာပြီးကြက်ကာလာသားကြက်များကိုအိုးလိုက်မလာကအရက်တပလင်းမှာခါထိုးလာလေတယ်အဲ့ဒီရက်ပလင်းကိုမောင်ဘိုးတင်ကိုပေးလိုက်တော့ခါဦးကောင်းကဘိုးတင်မင်းအရက်တောက်တက်နေတာလားမတောက်ပါနဲ့ကွာမတောက်ပါဘူးဗျအဖေတို့ကြောက်မှားလိုက်တာငါလည်းအရက်များနေပြီအရက်ရဲ့ကြေးကြုံဖြစ်ပြီးတော့မင်းကအပြစ်ဖို့မိတယ်ငါတောင်းမှန်ပါတယ်ကွာဦးကုန်းပြောတာမှန်တယ်ကွာတကယ်တော့ဒါမင်းနဲ့ဘာမှမဆိုင်ပါဘူးကွာထားလိုက်ပါတော့ဖေဟာအခုပြပြပါပါစားကြတောက်ကြတော့ဗောနော်အရက်တော့မတောက်ကြဘူးနော်အင်းပါဗျသူတို့အားလုံးလဲရီကာမောကနေစားတော့ဝိုင်းလေးကစိုးပြေးသွားရှိနေပြီအဲ့ဒီနောက်ဦးစိုးကြီးပြန်သွားချိန်မှာမောင်မိုးတင်တို့အိတ်ဖို့ပြင်ဆင်လိုက်ကြပြီးအိတ်ဆက်လိုက်ကြတော့လေတယ်